ကိုလက်ခံတော့သူတို့အားဘုရားသခင်ရဲ့သားဖြစ်ရတဲ့ခွင့်ပြုတယ်ယောက်ျားလေးဆိုရင်သားမိန်းကလေးဆိုရင်သမီးဆိုတော့ဒါကဘာလဲဆိုရင်သခင်ယေရှုနှလုံးသားထဲမှာလက်ခံလိုက်တာနဲ့ထာဝရအသက်ရတဲ့အပြင်ဘုရားသခင်ရဲ့သားသမီးဖြစ်ပြီးတော့ born again ဆက်ပြောတာပါလဲဆိုထိုသားတော်မူပါပဲလူမျိုးနဲ့ဆက်ဆိုင်၍ပွားသောသားမဟုတ်မေထုံတန်ဝါဒအဖြစ်ပွားသောသားမဟုတ်ဘုရားသခင်ပွားတော်မူရာဖြစ်တယ်ဟာလေလုယာဒါက born again ဒုတိယအချိန်မွေးဖွားခြင်းဖြစ်ဒါကပါလဲဆိုရင်ခမည်းတော်လက်ထက်ပြီးသွားပြီသားတော်လက်ထက်မှာသခင်ရှုခရစ်တော်လောကကိုကြွလာပြီတစ်ဖက်တန်မြစ်တာနဲ့ချစ်ပြီးတော့ကျွန်တော်တို့အတွက်လက်ဝါးကားလိုက်မှာအပြစ်ကိုသာကျွန်တော်တို့အပြစ်ကိုသာအသွေးသွင်းတယ်ပေးဆက်အဂါဗေမြတ်တာဆိုတာပြန်လေရယူလို့ခြင်းလုံးဝမရှိဘူးတစ်ဖက်သက်ချစ်ပြီးတဲ့မြတ်တာဖြစ်